ထိုင်းနိုင်ငံမှာအောင်စပူဇက်3ညဖျော်ဖြေမီမဟာချိုင်ကအလုတ္တမများကားငါးစင်းလုံးတွားကြည့်ဖို့ပြင်ဆင်နေကြအောင်စပူဇက်တပင်ဟာထိုင်းနိုင်ငံကန်ချနပူရီမြို့မှာဧပြီလ13ရက်ကနေ15ရက်အထိ3ညဖျော်ဖြေသွားမှာဖြစ်ပြီးအဲ့ဒီပွဲကိုမဟာချိုင်မှာရှိတဲ့အလုတ္တမတွေအနေနဲ့ကားငါးစင်းလုံးပြီးတွားကြည့်ဖို့စီစဉ်နေတယ်လို့မဟာချိုင်ကကိုနေထက်ကဆိုပါတယ်ကျွန်တော်တို့အောင်စပူပွဲကို Express ကားစင်းလုံးငါးပြီးတွားကြည့်ကြမှာပါလောလာဆဲစရင်ပေးထားတဲ့သူကကား6စီးစာတော့ရပြီလို့နီးဆောင်သူတဦးကပြောပြပါတယ်။အောင်စပူဟာလွန်ခဲ့တဲ့2025ခုနှစ်မှာလည်းအဆိုတော်လွှမ်းပိုင်သားတို့အမွှာညီကိုတွေနဲ့အတူနှင်ညတာကပြခဲ့ဘူးကြောင်းသိရပါတယ်။2025တုန်းကလည်းလာကပြဘူးတဲ့အဲ့ဒီတုန်းကလည်းမိုးလင်းပေါက်ကြည့်ဘူးတဲ့အခုလိုနာမည်ကြီးလာတဲ့အချိန်မှာထပ်ပြီးကြည့်ရမှာဆိုတော့ဖြာလက်မှတ်တောင်ဝယ်လို့ရပါမလားလို့တောင်စိုးရိမ်နေတာလို့ကန်ချနပူရီမှာနေထိုင်သူမလဲလဲမွန်ကဆိုပါတယ်ထိတ်တန်းဆက်သမားတွေသာမက်ခွင့်ရတဲ့အိမ်မက်အောင်စပူရရှိထိတ်တန်းဆက်သမားတွေသာမက်ခွင့်ရတဲ့အိမ်မက်ကိုအောင်စပူရရှိခဲ့ပါပြီ2025ခုနှစ်ရွှေမော်တော်ဖျားပွဲမှာကပ်ပြခွင့်ရရှိခဲ့ပေမဲ့လည်းအင်အားပြင်းကလေးလှုပ်ခတ်မှုကြောင့်ဖျားပွဲကိုအကျဉ်းချုံကျင်းပခဲ့တာကြောင့်ကပ်ပြခွင့်မကြုံခဲ့ပါဘူးအခုနှစ်မှာတော့မတ်29ရက်နေ့ကနေဧပြီလ9နေ့ထိကပ်ပြဖျော်ဖြေရမှာပါရွှေမော်တော်ဖျားပွဲမှာတော့ဖိုးချစ်စွမ်းစာနီတင်မောင်ဆန်းမင်းဝင်ဟန်ဇာမိုးဝင်းစတဲ့မြန်မာနိုင်ငံရှိထိတ်တန်းဇက်တပင်တွေသာတင်ဆက်ကပြခွင့်ရတဲ့ဖျားပွဲတစ်ခုလည်းဖြစ်ပါတယ်။အခုနှစ်မှာဇက်တပင်သမားတိုင်းမက်ကြတဲ့ရွှေမော်တော်ဖျားပွဲကပြခွင့်အိမ်မက်ကိုအောင်စပူက10ရက်တိုင်ကပြခွင့်ရရှိခဲ့ပါပြီ။